မြန်မာပန်းဆယ်မျိုးဟူသောအနုပညာမြောက်လက်ရာများသည်ပကံထောင်စုနှင့်မတိုင်မီကပင်ပြူဟန်လင်းတရိခိတတရားတို့ဤမျိုးပြနိုင်ငံများခေတ်မှစတင်ရှင်သန်ခဲ့ပါသည်ရှေးဟောင်းသုတေသနပစ္စည်းများဖြစ်သောမြေတဲအိုးကွက်များကျောက်စာများကျောက်စစ်လက်ရာများတွင်ဤအနုပညာများဤအစာပြိုးမှုကိုတွေ့မြင်နိုင်ပါသည်ဤအနုပညာရများသည်နှစ်ထောင်ပေါင်းများစွာမပြောင်းမကွယ်တည်တံ့ခဲ့ပြီးပကံခေတ်အင်းဝခေတ်ကုန်းပေါင်ခေတ်တို့တွင်ထွန်းကားခဲ့သည်ဗုဒ္ဓဘာသာ၏ဩဇာလွှမ်းမိုးမှုနှင့်အကျိုးပန်းပူပန်းချီတို့သည်ဖျားပထိုးများတွင်စံနမူနာယူပွဲကောင်းသောလက်ရာများအဖြစ်ဖော်ကျူခဲ့သည်ပန်းထိန်ပန်းယိုးတို့ထိပြုလုပ်သောဖျားရုပ်ပွားတော်များနှင့်ရွှေချထားသောဇေဒီပထိုးများသည်မြမတို့၏ကိုးကွယ်ယုံကြည်မှုနှင့်အနုပညာစွမ်းရည်ကိုပြသခဲ့သည်ယနေ့ခေတ်တွင်လည်းဤရှေးဟောင်းအနုပညာများကိုမျိုးဆက်သစ်များကဆက်လက်လဲလာသိမ်းယူကာမြမကုံဆောင်အနုပညာအဖြစ်ထိမ့်သိမ်းဖော်ထုတ်လျက်ရှိပါသည်ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်များအဖြစ်အတိမတ်ပြုခံရသည့်ဤလက်ရာများသည်မြမတို့၏ဉာဏ်ပညာကျွမ်းကျင်မှုနှင့်အနုတခုမှဆိုင်ရာကျွယ်ဝမှုကိုဂုဏ်ယူဝေကြွားစွာဖော်ညွှန်းနေစေဖြစ်ပါသည်